မင်္ဂလာပါရှင်အခုတလောအပြင်စာတွေကဈေးကြီးလိုက်တာနော်ရုံးပရက်ဆိုရင်အပြင်ထွက်စားမိလို့ဒါမှမဟုတ်အလုံနာချိန်အပြင်ကပဲမစားမိလို့တော့ကုန်ရင်ပစံအိတ်ထဲမှာဘာမှမကျန်တော့တာမျိုးကြုံမှုကြမှာပါဒီနေ့မှာတော့အပြင်စာမစားဘဲနဲ့အိမ်မှာစနစ်တကျချက်စားခြင်း meal prep ကသင်ပစံအိတ်ကိုဘယ်လိုကယ်တင်ပေးနိုင်မလဲဆိုတာကိုပြောပြပေးသွားပါမယ် meal prep ဆိုတာဘာလဲmeal prep ဆိုတာကတခြားတော့မဟုတ်ပါဘူးတပတ်စာဒါမှမဟုတ်2ရက်3ရက်စာစားမယ့်ဟင်းရတွေကိုကြိုတင်ပြီးစနစ်တကျချက်ပြုတ်ပြင်ဆင်ထားတာပါဥပမာတနင်္ဂနွေနေ့မှာတပတ်စာဟင်းတွေအကုန်ချက်ဘူးလေးတွေနဲ့ခွဲထည့်ပြီးရေခဲတက်တာနဲ့တင်ထားလိုက်တာမျိုးပါဒါကဘလို့ငွေကုန်တက်တာစီရလဲပထမအချက်ကအဖို့အရှင်မရှိတော့ပါဘူးဈေးဝယ်တဲ့အခါမှာကိုချက်မဲ့ဟင်းအတွက်ပဲလိုရာဝယ်တဲ့အတွက်ပုတ်တိုးသွားမဲ့အသေးရွက်တီးမရှိတော့ပါဘူးဒုတိယအချက်အနေနဲ့ကတော့ delivery ကတွေ service charges တွေတက်တာသွားပါမယ်အပြင်စာတစ်နက်စာစရိတ်ကအိမ်မှာ3နှစ်လောက်ပြန်ချက်စားလို့ရပါတယ်တတိယအချက်အနေနဲ့ဆိုရင် impulse buying တွေ့ကြရဝယ်မိတာမျိုးမရှိတော့ပါဘူးဘိုက်စားတဲ့အချိန်ကျမှအပြင်ထွက်ဝယ်လို့ရှိရင်တွေ့ရအကုန်ဝယ်မိတတ်ပေမဲ့အိမ်မှာဟင်းအစင်တန်းရှိနေရင်အဲ့လိုအပိုကုန်ကြစည်တွေလုံးဝမရှိတော့ပါဘူးဘလို့စမလဲဆိုရင်စချင်းမှာတပတ်စာလုံးမလုံးနိုင်သေးရင်တော့မှ2ရက်စာလောက်အရင်စလုပ်ကြည့်ပါအရင်ဆုံးမီနူးဆွဲပါလိုအပ်တာတွေကိုတစ်ခါတည်းဝယ်ပါအသားတွေကိုနယ်ဖက်အသီးအရွက်တွေကိုလှီးချွတ်ပြီးတော့တစ်ခါချက်စာစီထုတ်ပိုးထားပါဒါဆိုရင်မနက်ခင်းအလုပ်သွားကနေပြရခက်စရာမလိုတော့သလိုညဘက်အလုပ်ကပြန်လာရင်လည်းခဏလေးအတွင်းမှာပဲကျန်းမာရေးနဲ့ညီညွတ်တဲ့ထမင်းဝိုင်းလေးကိုရနိုင်ပါပြီပတ်စံလည်းစုမိမယ်ကျန်းမာရေးလည်းကောင်းမယ်ဆိုရဲ meal prep လေးအကျဉ်းလေးကိုဒီနေ့ကစပြီးတော့စမ်းကြည့်လိုက်ပါဦးအားလုံးပဲပျော်ရွှင်စရာထမင်းဝိုင်းလေးပိုင်ဆိုင်နိုင်ကြပါစေရှင်